အင်္ဂလန်နိုင်ငံဝီတိုရီယာပြတိုက်ထဲကိုမြမရဲ့ယဉ်ကျေးမှုမွေးနေ့ပြည်စီဘာကြောင့်အများကြီးရောက်ရှိနေရတာလဲဖြစ်နိုင်ခြေရှိတာတော့တီပေါ်မန်ပါရမွန်သွားတဲ့အတွက်ကြောင့်လို့ထင်ပါတယ်။ဘာလို့ဆိုတီပေါ်မန်ကအင်္ဂလန်နိုင်ငံရဲ့လောက်ကိုကြားရောက်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့တီပေါ်မန်ကွယ်လွန်သွားတဲ့ချိန်မှာတီပေါ်မန်ရဲ့သုံးဆောင်ပစ္စည်းတွေနဲ့ဒီလဝတ်ရည်နာတွေပေါ့နော်ဒီဟာတွေကအလိုလိုအင်္ဂလန်ပိုင်ပစ္စည်းတွေဖြစ်သွားပါတယ်ဒါကြောင့်မို့ဒီမြမရဲ့အသုံးဆောင်ပစ္စည်းတော်တော်များများကဒီအင်္ဂလန်နိုင်ငံဝီတိုရီယာပြတိုက်ထဲမှာရှိနေတာလို့ကျွန်တော်ထင်ပါတယ်ဥမာမောင်တင်ရလဲပဲရုပ်ဆောင်ပရပိုက်ဖြူတွေကိုဒီပေါ့နော်အင်္ဂလန်ကိုလှူခဲ့တဲ့ဆိုတဲ့အကြောင်းမှတ်တမ်းမှတ်ရလဲတွေ့ရတယ်ပေါ့နော်ဘာလို့အဲ့လိုအပ်ခဲ့ရတာလဲဆိုတော့ဥမောင်မောင်တင်ကအစကဒီဘရင်နေရဲ့တုံးနဲ့ကိုလုံးပေါ်ဒီချူပွန်ချူနဲ့စေးထားတဲ့ကိုလုံးပေါ်မှန်နေရွှေဘုံမင်းရဲ့ဒီစင်ဆွဲပပူးထုထားတဲ့တာမီရဲ့ယူရဲ့ဒီဝင်ကြီးတွေစောင်းတဲ့ဘောင်းဝလုံနေဒီစုဖျားလက်ကိုဆိုရင်လည်းပဲပြင်သစ်ကဆက်သားလာတဲ့ပလဲစီထားတဲ့ရဲနာထဲတစ်တာဒီရှေးမိဖျားတွေရဲ့အသုံးဆောင်တွေဒီဘီးတွေမှန်တွေပဒီးတွေနှဒေါင်းတွေအင်ကြီးတွေလုံကြီးတွေဒါတွေအကုန်လုံးသူကနောင်လာနောင်သားတွေပြဖို့ဆိုပြီးတော့စုဆောင်းခဲ့တယ်ပေါ့နော်ဒါပေမဲ့စိတ်မကောင်းစွာနဲ့ပဲသူ့ရဲ့စုဆောင်းမှုတွေကဒီဒုတိယကမ္ဘာစစ်အတွင်းမှာသူစုဆောင်းထားတဲ့အိမ်ကဒီမိရှို့တာကိုခံလိုက်ရတယ်ဒါကြောင့်မို့သူ့ရဲ့စုဆောင်းပစ္စည်းတွေရှေးအမွေအနှစ်ပစ္စည်းတွေအကုန်လုံးကမီးလောင်ပြီးတော့ဘာတစ်ခုမှမကြံခဲ့တော့ဘူးဖြစ်သွားတယ်ဒါပေမဲ့သူကတချို့ရုပ်ဆောင်ပရပိုက်တွေကိုဒီရှမ်းစော်ဝါးရေးစီမှာအကူအညီတောင်းပြီးတော့ပွားယူခဲ့တယ်အဲ့မူဘွားပရပိုက်တွေကိုဒီအင်္ဂလန်ပြတိုက်မှာလှူခဲ့တယ်ပေါ့နော်ပြီးတော့တခြားအကြောင်းအရာတစ်ခုအနေနဲ့ဒီအင်္ဂလန်နိုင်ငံသားတော်များလည်းမြမရဲ့ယဉ်ကျေးမှုတွေကိုလေ့လာရတာသဘောကျတယ်ပေါ့နော်အဲ့တော့သူတို့ကဒီမြန်မာနဲ့တက်ဆိုင်တဲ့ဒီယဉ်ကျေးမှုရှေးဟောင်းအမွေအနှစ်ပစ္စည်းတွေကိုသူတို့လိုက်ကြတယ်လိုက်ပြီးတော့ဈေးကောင်းပေးပြီးဝယ်ကြတယ်ဒီလိုမျိုးကနေတဆင့်ဒီသူတို့ရဲ့ဒီအင်္ဂလန်ဝီတိုရီယာပြတိုက်တွေကိုပြန်ပြီးတော့လှူဒန်းကြတယ်ဒီလိုတခြားဒီမှောင်ခိုဈေးကွက်ကနေပြီးတော့ထွက်သွားတဲ့ဟာတွေကိုလည်းဒီဝယ်ထားတာတွေလည်းရတယ်ဒီဝီတိုရီယာပြတိုက်ထဲပဲစုပုံနေတဲ့အတွက်ကြောင့်မို့ဒီဝီတိုရီယာပြတိုက်မှာဒီမြမရဲ့ပစ္စည်းပြတိုက်တဝက်နီးပါးထိကိုများသွားတဲ့အထိဖြစ်နေတာပါဟုတ်ကဲ့ပါဒါလေးကတော့ကျွန်တော်ရဲ့ထင်မြင်ချက်လေးတွေပဲဖြစ်ပါတယ်မိတ်ဆွေတို့လည်းဘယ်လိုသဘောရလဲ comment အောက်မှာဝင်ဆွေးနွေးပေးသွားလို့ရပါတယ်ဗျ